တရားနာပါကျင့်ကြံပါလို့တရားကောင်းစဉ်တရားမြည်ထားတာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တရားနာယူနဲ့အာရတင်းတိတ်ကျင့်တ်အနေပဲနဲ့တရားကျင့်တဲ့အထီကိုရောက်စီခြင်းလို့ပါတရားနာခြင်းဆိုတဲ့သိဉာဏ်ရှာယူမှုရသော်ဘုရားရှင်သိစေခြင်းနဲ့တရားဓမ္မတွေကိုသိအောင်လေ့လာမှုသည်မပြီးဆုံးသေးတဲ့လေ့လာမှုပြီးဆုံးသေးတဲ့ကုသိုလ်လုံးလို့ဘုန်းကြီးတို့ပြိတ္တတွေမြင်ရမယ်ဘာလို့လဲဆိုလို့ရှိရင်တရားနာတဲ့ရွယ်ချက်ကဘယ်ထိသွားမှာလို့ကျင့်ကြံအားထုတ်တဲ့အထိကိုရောက်ရမယ်ဘုန်းကြီးတို့တရားနာခြင်းကိုပညာရှာခြင်းလို့မြင်မယ်ဆိုရင်ပညာဉာဏ်အစစ်စစ်တက်သွားတာဘယ်ကြမှာပြီးလို့ဆိုရင်ကျင့်ကြံအားထုတ်ခြင်းရောက်မှာပြီးတယ်သိဉာဏ်သုံးဆင့်ကိုဘုရားရှင်ပြကြတော့တုတ္တမယဉာဏ်စေနာမယဉာဏ်ဘာဝနာမယဉာဏ်လို့သုံးမျိုးပြတယ်တုတ္တမယဉာဏ်ဆိုတာတရားစာအုပ်တွေတရားစာပေကျမ်းဂန်တွေကိုဖတ်ရှုလေ့လာတာနာယူတာသင်ကြားမှတ်သားတာသည်တုတ္တမယဉာဏ်ရဖို့ဖတ်ရှုခြင်းနာယူခြင်းသင်ကြားလေ့လာခြင်းဖြင့်ဘာရရလာတယ်ဆိုလို့ရှိရင်ဓမ္မဆိုင်ရာကြားအမြင်ဘုဒ္ဓတွေကိုရလာလို့အဲ့ဒီဉာဏ်တုတ္တမယဉာဏ်လို့ခေါ်တယ်တရားနာခြင်းကြောင့်ရတဲ့အကျိုးတရားမှာသိတာထင်ရှားတာမသိသေးတာတွေကိုသိလာတယ်မသိသေးတာတွေမကြားဘူးလားတွေကြားဘူးလားတွေမသိသေးတာတွေသိလာတယ်သဘောမပေါက်သေးတာတွေဘောပေါက်သွားတယ်မမှတ်မိတာတွေမှတ်မိသွားတယ်အရေးကြီးတာဘယ်လိုတရားနာခြင်းဒီကုသိုလ်ရယုံပါလို့နှလုံးမသွင်းဖို့ပဲတော်များများကိုဘုန်းကြီးကသတိပေးဘာလို့လဲဆိုလို့ရှိရင်ဘာလို့တရားနာလဲလို့တရားနာပရိသတ်များကိုမေးကြည့်လိုက်ကုသိုလ်ရဖို့အဲ့တော့အဲ့ဒီအစင်းလောက်နဲ့တော့ကျင့်တဲ့အာရတင်းတယ်ပြီးတော့မနေနဲ့တော့တရားနာတာဒီပညာရဖို့ဆိုတဲ့အထိကိုမှန်တာပါမဉဏ်ဖူဉဏ်ဆိုတာပညာရသော်ဘုရားရှင်တကယ်တမ်းဘုန်းကြီးတို့ပြိတ္တကိုသိစေခြင်းတာဒီတရားဓမ္မကိုသိစေခြင်းတာဒီမဉဏ်ဖူဉဏ်နိဗ္ဗာန်ရတဲ့အထိကိုသိစေခြင်းအဲ့ဒီပညာရဖို့တရားနာရဆိုတဲ့နှလုံးသွင်းမျိုးရှိလာရင်ကုသိုလ်ရယုံနာတာတက်ကိုအများကြီးတာလွန်သွားတယ်ကုသိုလ်ရယုံဆိုလို့ရှိရင်အခုနာပြီးရင်ကုသိုလ်ရသွားပြီပေါ့ဆက်လို့စီရရှိလားတော့ကုသိုလ်ရယုံဆိုလို့ရှိရင်နာပြီးပြီးပြီပညာရယုံရဖို့ဆိုလို့ရှိရင်နာပြီးတဲ့အခါပြီးပြီလားခုမှစတယ်လို့ပြောရတယ်တရားနာကြပညာရဖို့ဆိုလို့ရှိရင်စတင်ခြင်းပဲရှိသေးတယ်ပြီးတာဆုံးတာမဟုတ်သေးဘူးကုသိုလ်ရယုံဆိုလို့ရှိရင်ဒီမှာနေပြည့်စုံသွားတယ်အလုံးတဲ့တာတွေမတူရကုသိုလ်ရယုံအာယုံပြုရမှာလားပညာရဖို့ပညာရှာရင်တက်ကသုတ္တမယဉာဏ်လို့ဘုန်းကြီးပြောမယ်နော်ကဲသုတ္တမယဉာဏ်ရဲ့သဘောတဘာဝလေးမှတ်မိပါဆိုကြည့်ကြည်နာသင်ကြားသိဉာဏ်အားခေါ်ညာသုတ္တမယဉာဏ်ကြည်နာသင်ကြားသိဉာဏ်အား
ခေါ်ညာသုတ္တမယဉာဏ်ကြည့်တယ်နာယူတယ်သင်ကြားတယ်သုံးမျိုးပေါ့စာဥစာပေကျမ်းဂန်တွေကြတော့ဖတ်တယ်ရှုတယ်ကြည့်တယ်ပေါ့ဟောပြောဆုံးမတာကိုကြတော့ဘုန်းကြီးတို့ပြိတ္တတွေနားတယ်ပေါ့သင်္นานနေသင်ကြားပို့ချပေးတာတွေကြတော့သင်ကြားတယ်ပေါ့နာယူခြင်းဖြစ်ရတဲ့အတိညာနာယူလိုက်လို့ရလာတဲ့အတိညာသည်သုတ္တမယဉာဏ်တစ်ဆင့်တော့ရောက်သွားပြီတေချာချာမမတ်သားသားနဲ့နာယူပဲဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိတ္တမှာအဆင့်တစ်ဆင့်ထိအတိညာရောက်တယ်ပြီးပြီလားပြီးပါပါဗျာနောက်တစ်ဆင့်တက်ရင်စိန္ဒာမယဉာဏ်ပညာစိန္ဒာမယဉာဏ်ဆိုတာသုတ္တမယဉာဏ်ကိုခြေခံပြီးတော့ကြံစည်စဉ်းစားတယ်နာယူတဲ့အခါမှတ်သားမှုပါတယ်မှတ်ထားတာတွေကိုအထံမှန်ထပ်ထပ်နားလည်သဘောပေါက်တွေးခေါ်စဉ်းစားနေတာကစိန္ဒာမယဉာဏ်ရဖို့ကြောင့်အဖန်မှန်ထပ်ထပ်လေးလာပြီးတော့တွေးခေါ်စဉ်းစားကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာဖြစ်တဲ့ဉာဏ်ကစိန္ဒာမယဉာဏ်ဘာကိုခြေခံမလို့သုတ္တမယဉာဏ်ကိုမိရတယ်ဆိုသုတ္တဉာဏ်မိထူးကြံစီခေါ်ပြီးစိန္ဒာမယဉာဏ်သုတ္တဉာဏ်မိထူးကြံစီခေါ်ပြီးစိန္ဒာမယဉာဏ်သုတ္တမယဉာဏ်ကိုခြေခံကထူးထူးထွေထွေနီလံပေါင်းစုံနဲ့ကြံစီစဉ်းစားတယ်သဘောမပေါက်ရင်စဉ်းစားတယ်နားလိုက်တဲ့တရားအလုံးစုံဘုန်းကြီးတို့ပြိတ္တရဲ့အကုန်လုံးသဘောပေါက်ခြင်းမှာပေါက်တယ်နားလည်ခြင်းမှာနားလည်နားမလည်ပေမဲ့လို့မှတ်သားထားပြီးတော့နားလည်သဘောပေါက်တဲ့အထိကိုစဉ်းစားတွေးခေါ်သုံးသပ်ဆင်ခြင်လာသည်အဲ့လိုရလာတဲ့အသိဉာဏ်သည်စိန္ဒာမယဉာဏ်ခုနမှတ်သားထားလို့သိတာထက်ကိုယ်တိုင်စဉ်းစားတွေးခေါ်သုံးသပ်ဆင်ခြင်ပြီးတော့သိတာပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းသိသိချာချာမသိဘူးလားသိပါဗျာသိဉာဏ်စင်တာတစ်ဆင့်တက်သွားတယ်နာယူလို့ရတဲ့အသိဉာဏ်သည်သုတ္တအဆင့်ပဲရှိသေးကိုယ်တိုင်စဉ်းစားတွေးခေါ်ပြီးတော့နားလည်သဘောပေါက်သွားတာကစိန္ဒာမယတော့ဒီတိုင်းတော့ဘုန်းကြီးတို့ပြိဿတွေကိုယ်တိုင်ကိုယ်ပိုင်တွေးခေါ်နေတော့ဒီတရားဓမ္မတွေကိုသိဖို့မဖြစ်နိုင်ဘာလို့ခြေခံရတော့သုတ္တမယဉာဏ်ကိုခြေခံကိုယ်တွေးနဲ့ကိုယ်ကောင်းမဲ့ထင်ပြီးတော့စဉ်းစားတွေးခေါ်ပြီးတော့ဒါတရားပဲဒါမဉဏ်ဘုံဉဏ်ရကြောင်းပဲဒါနိဗ္ဗာန်ရောက်ကြောင်းပဲဆိုတော့ကိုယ်တွေးခေါ်တဲ့ကိုယ်စဉ်းစားသုံးသပ်လို့ရပါမရပါဘူးဗျာခြေခံဘာလို့သွားသုတ္တမယဉာဏ်ကလမ်းကြောင်းပေးတဲ့အတိုင်းသွားဘုန်းကြီးတို့တရားရတဲ့အခါတရားရတော့တဲ့ပုဂ္ဂိုလ်တရားသိဖို့အချက်တစ်ချက်ပရတောကောတဒီတရားဓမ္မရဲ့လမ်းစဉ်လမ်းကြောင်းကိုတိတိကျကျသိသူထံကနိလတကြနာယူခြင်းဆိုတာပါတယ်တိုက်ရိုက်မြတ်စွာဘုရားရှင်ထံဖြစ်စေမြတ်စွာဘုရားရှင်ရဲ့တပည့်သာဝကထံကဖြစ်စေနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြည်ကြအထောက်အမဲ့ဓမ္မလမ်းကြောင်းနာပြီးတော့မှအသိဉာဏ်ရတယ်တရားမနာပဲနဲ့သိပါသိပါဗျာအဲ့တော့တရားနာတဲ့အလုပ်ဒီလုပ်ကိုလုပ်ရမှာနော်မဉဏ်ဘုံဉဏ်ရကျင်သူတိုင်းနိဗ္ဗာန်ရောက်ချင်သူတိုင်းမဖြစ်မနေလုပ်ရမယ်အလုပ်ဒီတရားနာခြင်းဒါပေမဲ့တရားနာယုံနဲ့ကြည်နပ်မနေဖို့ဘုန်းကြီးတစ်စစ်တက်ပြတော်များကုသိုလ်ရယုံလို့အာရုံပြုလိုက်တဲ့အခါတရားနာပြီးရင်ပြီးသွားတရားနာပြီးဒီတရားနာပြီးကုသိုလ်ဖြစ်သွားပြီဆိုပြီးတော့အာရုံမပြုတော့ဘာမှပြန်စဉ်းစားဆင်ခြင်သုံးသပ်တာလည်းမရှိဘူးဆိုရင်ကြာတော့ဒီတရားမှတ်မိသေးလားမှတ်ပါဘူးဗျာမေ့သွားတယ်ကြိမ်ပေါင်းများစွာပုတ်ပေါင်းများစွာနာယူရဲဆရာတော်များစွာဟောကြားတဲ့တရားတွေနာယူပါတယ်ဆိုရင်လည်းနောက်ဆုံးကိုယ်စီမှာဘာမှမှတ်မှတ်သားသားမကြံဘာမှလည်းပြန်ဆင်ခြင်စဉ်းစားတွေးခေါ်တာတွေမပါဘူးဆိုရင်သိဉာဏ်ရပါမရပါဘူးဗျာနှစ်ဆင့်ရှိနာယူခြင်းကပညာတော့တ
တုဒ္ဓမယဉာဏ်စဉ်းစားတွေးခေါ်လားနောက်တစ်ဆင့်ကဘာဝနာမယဉာဏ်ဆိုတုဒ္ဓစိန္ဒာခံကကျင့်နာဘာဝနာမယဉာဏ်တုဒ္ဓစိန္ဒာရင်ခံကကျင့်နာဘာဝနာမယဉာဏ်တုဒ္ဓမယဉာဏ်စိန္ဒာမယဉာဏ်တွေကိုအရင်ခံအရင်ဒီကကျင့်ကြံပွားများအထုလို့ရလာတဲ့အသိဉာဏ်သည်ဘာဝနာမယဉာဏ်တရားနာခြင်းကိုစာတွေးလို့ပြောမယ်ဆိုရင်တရားကျင့်ခြင်းကလက်တွေ့အစစ်မြင့်တဲ့ပညာရတွေကိုသင်ယူတဲ့အခါမှာစာတွေးသင်ယူရုံနဲ့မလုံလောက်စာတွေးပြီးရင်လက်တွေ့ဥပယရှင်သင်ကြားပြီးတဲ့ဓမ္မပညာတရားဓမ္မတွေကိုဘုန်းကြီးတို့သင်ယူတဲ့အခါမှာတရားနာတယ်ဆိုတာတော့စာတွေးသင်တာဘုရားရှင်ကိုယ်တိုင်တွေ့သွားတဲ့အသိဉာဏ်စာပေပရိယတ္တိနဲ့မှတ်တမ်းပြုထားတာဒီဘုန်းကြီးတို့ကပြန်ဟောပြီးဘုန်းကြီးတို့ဟောတဲ့အခါမှာလည်းပဲဒီစာပေကနေပေါင်ကျော်သွားလို့ပေါက်လွတ်သွားလို့မရတော့ခုနာတဲ့သူတွေကလည်းဒီတိုင်းပဲတထက်တည်းပြောင်းနာစာတွေးနာယူပြီးတဲ့အခါမှာဟုတ်မဟုတ်မှန်မှန်ဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့သိသိချာချာဆင်ခြင်စဉ်းစားဟုတ်တယ်မှန်တယ်ပေါ့တတ္တိတာရကမျိုးမျိုးဖြစ်ရမျိုးမျိုးဥမာမျိုးမျိုးနဲ့ဆင်ခြင်စဉ်းစားပြီးတော့နှစ်သက်သဘောကျပြီဆိုလို့ရှိရင်အဲ့ဒီသိအမြင်ကိုခန္ဓာထဲမှာပြန်ရှားတယ်ဘုရားဟောသွားတာတရားဓမ္မတွေသိမြတ်စွာဘုရားဘာကြည့်ဟောသွားလဲဆိုခန္ဓာကြည့်ဟောသွားတယ်ဘုန်းကြီးတို့ပြိဿတရားတွေပဲဒီအသိဉာဏ်တွေပွင့်ဖို့အတွက်ဘာမှပြန်ကြည့်ခန္ဓာမှာပြန်ကြည့်ရခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတွေကိုဘုရားရှင်ဟောသွားတာဖြစ်ခြင်းကြောင့်ကိုယ်နဲ့ခန္ဓာမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကိုမြင်အောင်ကြည့်နိုင်ရင်ဒီဉာဏ်ကိုဘာဝနာမယဉာဏ်တုဒ္ဓမယဉာဏ်ကိုအရင်ခံမယ်စိန္ဒာမယဉာဏ်ကိုအရင်ခံမယ်ဒီဉာဏ်နှမျိုးကိုအမိပြုကကိုယ်တွေ့ကျင့်ကြံပွားများလို့သိလာမြင်လာတဲ့သိဉာဏ်သည်ဘာဝနာမယဉာဏ်ဒီဉာဏ်အစဉ်စဉ်ကိုရဖို့အတွက်ဆိုလို့ရှိရင်တရားလည်းနာရမယ်ကျင့်လည်းကျင့်ရမယ်နိုင်ုံနဲ့ပြီးလားပြီးပါဘူးဗျာနိုင်နဲ့အကျိုးမများဘူးလားဆိုလို့ရှိရင်များပါတယ်ဧကဓမ္မသဝနိယမထေရဘုရားရှင်လက်ထက်တုန်းကမထေရမြတ်တစ်ပါးအသက်အရွယ်9နှစ်အရွယ်မှာသာသနာ့ဘောင်ကိုရောက်အသက်9နှစ်ပဲရှိသေးတယ်ဘုရားတရားတန်ခါယန္တာသုံးပါးသိကြည်ညိုသာသနာတွင်ဝင်ရောက်ပြီးတော့တရားဓမ္မတွေနာယူတယ်မှတ်သားတယ်လေ့လာအားထုတ်တယ်ရပိုင်းတွင်းမှာတင်သူရှင်မြတ်သည်ယဟန္တာဖြစ်တယ်ဒါသူ့ရဲ့ဘဝမှတ်တမ်းမထေရရဲ့ပွဲတော်ကဧကဓမ္မသဝနိယဓမ္မသဝနာဆိုတာအလုံးသိတယ်ဓမ္မသဝနာဆိုတာဘာလို့တာတရားနာတာဧကဆိုတာကတစ်ကြိမ်ဟောတစ်ကြိမ်တစ်ခါဘာလို့တော့တရားနာတယ်ဘယ်တော့မှလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့ကဘာတသိန်းကဘုဒ္ဓမုတ္တရမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အချိန်မှာမြို့ကောင်းသားတရားတစ်ကြိမ်နာခဲ့တယ်ကြည်မများဧကဆိုတဲ့ဒီစကလုံးကြည့်လို့ရှိဒီရှင်မြတ်ဒီဘယ်နှကြိမ်နာခဲ့တစ်ကြိမ်နာတယ်ဆိုတော့ဘယ်နှပုတ်နာခဲ့တစ်ပုတ်သေးပေါ့အခုရတဲ့အကျိုးရလဒ်ကိုလှမ်းမြော်ကြည့်လိုက်ကဘာတသိန်းကာလကြာပြီးတဲ့အခါဒီလောကဂေါတမမြတ်စွာဘုရားရှင်ပွင့်တော့9နှစ်အရွယ်မှာရဟန္တာဖြစ်တယ်သူကျင်လေတဲ့ကာလသူကျင်လေတဲ့တန်တရားဒီကဘာတသိန်းကာလတွင်မှာတစ်ချိန်တစ်ခါမှကိုအပေမကြတရားနာပြီးတဲ့ဘဝကစပြီးတော့အခုယဟန္တာဖြစ်တဲ့ဘဝတိုင်အောင်တောက်လျှောက်သောတန်တရားတစ်လျှောက်လုံးမှာတစ်ခါမှကိုအပေမကြဘယ်လောက်ကျိုးများလဲဆိုတာတရားနာတဲ့အကျိုးမများဘူးလား
ဘယ်နှကြိမ်နာခဲ့တစ်ကြိမ်နဲ့တစ်ကြိမ်တကနာတာတော့ဘယ်လေးပါလုကင်းငရဲတရိษံပိတ္တာသူရကေဘဝမရောက်သူကျင်လေတဲ့ဘဝတန်တရာတခြားဘဝတန်တရာဆိုတာဘုထုမုတ္တရမြတ်စွာဘုရားနဲ့ကောရမမြတ်စွာဘုရားတစုကြားကာလတိကဘာတသိန်းတဲ့ကဘာတသိန်းမှာလူဘဝနဲ့နတ်ဘဝခေါ်တဲ့လူဘုံနတ်ဘုံဒီနှစ်ခုသာကျင်လေရလူဖြစ်ရင်လေလူချမ်းသာနတ်ဖြစ်ရင်လေနတ်ချမ်းသာဆင်းရဲနေကြတဲ့ဘဝကိုရောက်ကိုမရောက်ခဲ့ဘူးလေသူပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကိုထူးထူးခြားခြားမှတ်တမ်းပြုထားတာဧကဓမ္မသဝနိယတဲ့တရားမနှကျိနာခဲ့သူကတပ်ဘလောက်မှာတရားရခုနှစ်နှစ်ဘိန်းလိုပရိသတ်အသက်ဘလောက်ရှိခုနှစ်နှစ်ပြည့်ပြီလားပြည့်ဖို့မရသေးဘူးပြောချင်တာကတကယ်သာတရားနာပြီးတော့ဖတ်မှတ်သားသားနဲ့သုတ္တမယဉာဏ်စိဏမယဉာဏ်ဘာဝနာမယဉာဏ်အဆင့်ရောက်အောင်ပွားများကြိုးကုပ်အားထုတ်နိုင်အဲ့လိုကြင်ကြံတဲ့သူသည်ပထမအရွယ်မှာတင်တရားရနိုင်တယ်ပေရွယ်ပထမရွယ်ဆိုတာအသက်ဘလောက်25နှစ်ထိလက်ရှိသက်တမ်းနဲ့တွက်မယ်ဆိုလို့ရှိရင်25နှစ်ထိသည်ပထမရွယ်50ထိသည်50နောက်ပိုင်း9နှစ်တော့9နှစ်တော့10နှစ်တော့နော်မြို့ကောင်းသားတွေမြို့ကောင်းမီးအဲ့ဒီအရွယ်မှာတွေအသိဉာဏ်ပွင့်ပြီးတော့တရားရသွားတယ်တရားရသွားသူမှန်သမျှသည်တရားနာခြင်းတရားကျင့်ရင်ကင်းလို့မရဘူးဉာဏ်သုံးခုအခြေခံရမယ်သုတ္တမယဉာဏ်စိဏမယဉာဏ်ဘာဝနာမယဉာဏ်ပါမယ်ဆိုတော့အာမထုတ်ပဲနဲ့ရလားမရပါဘူးဗျာတချို့ကဘယ်လိုမြင်တတ်လို့ဆိုတော့မြတ်စွာဘုရားတရားဟောလိုက်တယ်တာဝကမြတ်တရားဟောလိုက်တယ်တရားနာလိုက်သူကတရားဆုံးတာနဲ့တရားရသွားတယ်အများလိုက်တာတရားဟောလိုက်ပြီးတရားရသွားကြကျင့်စရာမလိုဘူးလို့ထင်ကောင်းထင်လိုက်ဒါပေမဲ့ဘဝနောက်ကြောင်းပြန်ကြည့်တကယ်အရှင်မြတ်တွေရဲ့ဘဝပြန်ကြည့်လိုက်လို့ရှိရင်ဘဝတော်တော်များများမှာဘာလို့ခဲ့နာလဲနာခဲ့တယ်ကျင့်လဲခုမှနာယူခုမှကျင့်ပြီးတော့တရားရတာလားအရင်တည်းကကျင့်ခဲ့အဲ့ဒါလေးတော့သဘောပေါက်နော်ခုကအရင်ကမကျင့်ခဲ့ပဲလေခုမှကျင့်ပြီးတော့ခုချက်ချင်းရကျင်တယ်ဆိုလို့လွယ်ပါဒါလေးတော့သတိထားပေါ့တခါတရံမှာအားမလို့အားမရဖြစ်တယ်အားရှိရသူတော်ကောင်းတွေကအခုပဲတရားနာတရားဆုံးတာနဲ့တရားရတို့တရားနာတာများလားဘာမှလည်းမရအားရှိသူတော်ကောင်းတွေကဘယ်တရက်မှမကျင့်အောင်တရားရတယ်တို့ကရက်ရှိလာများကျင့်တာလားဘာမှမရဘူးလို့သွားမတွက်နဲ့သွားမရှင်းနဲ့နော်သူတို့ပြုသွားတဲ့ကုသိုလ်ကောင်းမှုကြင်ကြအထုံမှုပြီးနောက်ကြောင်းအရာကြည့်ရင်များစွာသောချိန်ခါကာလတွေဘဝတွေကဘာတွေမပေးခဲ့ဘူးလားပေးခဲ့ပါတယ်ဗျာအဲ့ဒါလေးတော့လှမ်းမြင်ပေါ့တကယ်တမ်းကြိုးစားကြည်ကြံပွားများသူသည်ပထမရွယ်မှာတင်တရားရနိုင်နေတရားနာသူကြည်ကြံသူသည်ပထမရွယ်မှာမရရင်တော့ဒုတိယအရွယ်မှာရနိုင်နေငယ်တော့တရားလုံးမလုံးဖြစ်ဘူးအသက်စိတ်ကြော်တော့မှ25နှစ်နောက်ပိုင်း50တွင်းကြမှာဝိရိယအထုတ်ပြီးတော့တရားလွတ်တွေလုပ်တရားလဲနာတယ်တရားလဲကျင့်တယ်တကယ်လဲတရားဓမ္မစိတ်ပါဝင်စားတာနဲ့လေ့လာတယ်သင်ယူတယ်မှတ်သားအဲဒီလိုကျင့်ကြံပွားများအထုတ်သူသည်ဒုတိယအရွယ်မှာတရားရနိုင်နေပေရွယ်ရကိုတော့ပြန်တွက်ပေါ့ပထမရွယ်မှာရခဲ့လားဒုတိယရွယ်မှာ50မပြည့်ခင်တော့မရဘူး50ကျော်နေပြီဆိုရင်ပေရွယ်ရောက်တတိယရွယ်မှာလည်းပဲရနိုင်သေးတယ်ဆိုကြတာတရားထုတ်တဲ့သူတယောက်တရားနာပြီးတော့ကြင်ကြံပွားများသူတယောက်ဒီအချိန်မရွေးတရားရနိုင်တယ်လို့ပဲပြောရပထမရွယ်မှာဘာလို့မရခဲ့တော့အသက်စိတ်မပြည့်ခင်တော့ဘုန်းကြီးတို့တွေကတရားလုံးမှမလုပ်ခဲ့နာယူမှုကြင်ကြံမှုလည်းမကြိုးစားခဲ့မနဲ့တော့ရမှာလုပ်လို့မရတာလားမလုပ်လို့မရဒုတိယရွယ်ကြတော့လည်းပဲသားရေးသမီးရေးအိမ်တော်ရေးစီးပွားရေးတွေရှုပ်ထွေးတရားလို့ရမယ်ရွယ်မဟုတ်သေးဘူးလို့တော့တချို့ကတော့အဲ့လိုတော့မှပုံမှန်လင်းလင်းကိုပြောသေးသဘောထားသေးဒီရွယ်စီးပွားရှာမယ်ရွယ်ဒီရွယ်လောကမှာပြောရမယ်ရွယ်တရားလို့တော့မယ်ရွယ်မဟုတ်ဘူးဆိုပြီးတော့နှလုံးသွင်းတဲ့သူကရှိသေး
cái lối rồi chỉ tu địa rồi mà ya ba âm nhá suga thế cái lấy cái mà tiền để về đây giáo là để tụi đi chi về về cho mà giáo ngã se nào bay sáu se nào bay mà giáo để suy về về mình nghe này tất địa rồi mà giáo để về tiền ya này nè nóปัทมาရွယ်မှာလည်းရနိုင်တယ်ဒုတိယရွယ်မှာလည်းရနိုင်တယ်တတိယရွယ်မှာလည်းတရားဓမ္မကိုသိမြင်ရရှိနိုင်တယ်ရည်ကြည်တာကတရားနာနေဖို့ကျင့်နေဖို့ပါလုံးတော့လုံးနေရဒီတိုင်းနေနေရမှာလားတရားနာရင်ကျင့်နေရမှာနာခြင်းကိုလည်းပဲအဆက်မပြတ်ပေါ့တရားနာတာကိုလည်းအဆက်မပြတ်စေနဲ့တချို့ကတို့ကကျင့်နေတာပဲနားစရာမလိုဘူးတဲ့သူတို့တွေးခေါ်တမျိုးကျင့်နေသူအတွက်နာစရာလိုလားမလိုဘူးလားမနာပဲနဲ့ကျင့်ဒီတရားမှန်မှကိုယ်ပိုင်ညာနဲ့ရတဲ့တရားမဟုတ်ဘူးဘုရားရှင်ပေးတဲ့နိလန်တိုင်းတသွေးမတိမ့်သွားမှဒီနိလန်တိုင်းကိုထက်ချက်မကွာဘဝထက်ချက်လိုက်နိုင်မှရောက်မယ်ရွယ်ချက်ပန်းနိုင်ဆိုတော့ဒီတိုင်းမကျင့်မဲနဲ့မရမနာပဲနဲ့ရပါဘူးဗျာနာယုံနဲ့ကိုရမလားရပါဘူးဗျာပြောခဲ့တယ်နော်နာပြီးရင်မကျင့်ခင်စဉ်းစားတွေးခေါ်ဆင်ញင်သုံးသပ်မှုလေပါအောင်ပဲနာပြီးကျင့်ဆိုပြီးတော့တန်းကျင့်ရတာမဟုတ်မဟုတ်မှန်ကိုယ်ပိုင်ဉာဏ်နဲ့သိချစဉ်းစားစိတ်ပါဝင်စားမှုတွေရှိအောင်လေ့လာအားထုတ်ဆင်ញင်သုံးသပ်နှလုံးသွင်းပြီးတဲ့အခါမှာဒီသဘောတရားတိုင်းကိုမြင်အောင်ခန္ဓာမှာပြန်တိုက်ကြည့်နာတဲ့တရားနဲ့ခန္ဓာပြတဲ့တရားကိုဘုန်းကြီးတို့ကတစ်ထပ်တည်းမြင်အောင်ကြည့်ရမှာပညာဆိုတာဒီအမှန်ကိုသိခြင်းပညာဆိုတာအစိမြင့်ဆုံးပညာသည်သစ္စာ၄ပါးအမှန်တရားကိုသိခြင်းတကယ်အမှန်တရားသစ္စာ၄ပါးအမှန်တရားဆိုတာချွင်းချက်မရှိမှန်နဲ့မှန်ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဘဒုမုတ္တရာမြတ်ရှင်ကိုရောမြတ်ကြီးရဲ့ဓမ္မမျိုးကောင်းသားတရားတစ်ချိန်တစ်ခါတရားနာရေဘယ်တရားမျိုးနာယူခဲ့တာလဲဆိုရင်သစ္စာ၄ပါးတရားကိုနာယူခဲ့တယ်ဗာတရားသစ္စာ၄ပါးတရားတကယ်မှန်တဲ့တရားနာယူခဲ့အဲ့တော့ကသူတရားရလားဘယ်လောက်ကြာမှရကဘာတသိန်းကြာမှရတယ်ခြားကာလမှာဒုက္ခမရောက်ကောင်းကျိုးချမ်းသာပြပြကိုခံစားဘဝကောင်းတုတိတွေသာကျင်လေထက္ကကုသိုလ်ကောင်းမှုတွေကိုသူပြုတော်မှာပဲထက္ကကအသိဉာဏ်နဲ့ရှာပါပဲတရားနာခြင်းနှလုံးသွင်းခြင်းတွေကိုဖန်တလေးတဲ့သူပြုမှာသူစတင်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေဘယ်ကစခဲ့တရားနာခြင်းကစတယ်တရားရဖို့ဆိုတဲ့နေရာမှာတရားနာခြင်းဒီအစလားအဆုံးလားအစပဲရှိသေးအဆုံးကပဲကြမှာပြီးကျင့်ကြံအားထုတ်သိဉာဏ်ပေါက်မြောက်မှာပြီးတယ်ကိုတရားနာကြောင်းကခုမှဘိန်းတော်ပြိဿလမ်းစားပဲရသည်တရားနာခြင်းဒီအဆုံးသတ်မဟုတ်ဆက်သွားအောင်မယ်နော်သုတ္တမယဉာဏ်ရအောင်လို့တရားနာမယ်စိတ်နာမယဉာဏ်ရအောင်တွေးခေါ်စဉ်းစားမယ်ဘာဝနာမယဉာဏ်တွေဖြစ်လာအောင်ကျင့်ကြံပွားများနှလုံးသွင်းအားထုတ်မယ်ဒီလိုကျင့်ကြံပွားများအားထုတ်ရင်ပထမရွယ်မှာလည်းရနိုင်တယ်ဒုတိယရွယ်မှာလည်းရနိုင်တယ်တတိယရွယ်မှာလည်းရနိုင်တယ်50နောက်ပိုင်းသက်ကုန်တဲ့အထိတည်တဲ့အထိကပဲရွယ်တယ်ဒီတတိယရွယ်မြတ်သရုတ်တရွယ်လုံးမယ်လို့မစဉ်းစားနဲ့အဲ့ဒါမရှိတော့တခုခွင့်ရေးရှိနေထိုင်မကောင်းဖြစ်မကြမ်းမာဖြစ်တဲ့အချိန်ခါမှာတရားရဖို့ခွင့်ရေးပေါ်လာတယ်မကြမ်းမာဖြစ်တဲ့အချိန်တာမန်ဘုန်းကြီးတို့တွေးလို့ရှိရင်တော့တရားကျင့်တယ်တရားအထုတ်တယ်တရားသိမြင်သွားတယ်ဆိုတာနေကောင်းချမ်းမာတဲ့အချိန်အထုတ်မှတန်တန်ဆွမ်းဆွမ်းနဲ့ခွန်အားနဲ့ပေမခံစရခံကျင့်နိုင်မှတရားရမယ်တွေ့ထားတယ်သို့တော့အထူးခွင့်ရေးတစ်ခုကနေမကောင်းဖြစ်စဉ်မကြမ်းမာစဉ်မှာလည်းရခွင့်ရှိတယ်ဘာလို့လဲဆိုတော့တရားမြင်ရမယ့်တရားသဘောတွေမမြဲခြင်းဆင်းရဲခြင်းအစိုးမရခြင်းဆိုတဲ့သဘာဝတွေကနေမကောင်းဖြစ်တဲ့အချိန်ကမှပို့ပြီးတော့ပေါ်လွင်သိတာတယ်နေမကောင်းဖြစ်လို့ရှိရင်နေရတာကကိုရောစိတ်ရောဘုန်းကြီးတို့ပြိတ္တချမ်းသာလားဆင်းရဲပါဗျာဟောခန္ဓာကြီးရဲ့နှိမ့်ဆက်မှုတွေကျမ်းမာစဉ်ကာလတက်ကိုပို့ပြီးတော့သိတာပြင်းထန်တယ်နော်ယောဂဝိညာဉ်ခံစားနေရပြီဆိုတဲ့အချိန်ကမှမသက်သာခြင်းပင်မခြင်းတွေပုံမထင်ရှားဘူးလားထင်ရှားပါဗျာထင်ရှားတဲ့ပြည့်ရည်ကြည့်လို့ရှိရင်တရားကျင့်ကြတဲ့ဉာဏ်တော်30တ
Tore down the Diaji, the Vazi train down. Kalala Nija, Daniazi Atu, Nyajaro, Yandaba, Toria Cha, no, Saman Swela. Jana Bala Yahan Jana Yania, Odanjalo, Kunibu Ladasipa, Mamiro. Pave Lambio Nanos of Nashi, Kutia, Kuakubido. Yandali Akuya, Shire, you like Pakua Kunaindila Kedaindila Teacher to Rotalango Kachi Doabiro Diano Yata Chirapani Sasa. You cannot go, you job body, by my titty, Jasa Kade, any chingama, Kanzania, the winner, Laman Chinte, Pubiro, Yentama, Pubiro, see ye Bemama. Biology, any chingama, don't cut the ball, Tinshaula. Any chin you, Pichela, Pichingu, Pichele, Chili, Pinia. No. Tima Najin Pimasi Mudine, long to even on the edge. Train the body, three be like the Kutia, Kuaku. This is a Gadria. How the way Baduma Akulumiaro, Baduma Milomiaro. Badugama Leko Kujima Bedo, so Pa Akulu. Nagurea, Sotorea. To get the Radiane, Jinja Atuni. At the Yale Nagade, Nilale, can you get it? Sanita Shuni Wani, who Povira Tita Tinshale Chini. The Kemyama, we know Pionija, Nisa, Doka, Nada, Nisa Sala, Mamiji, Doka Sala, Nada Sala. I don't think that Panya. Tutamaya. Mamiebu Sura below the body, Mamiera, Sierra Sura, Bed the body at Sierra, Sumia Sura, Blue Chini Mule, Sinza Tui Corana. Sinamia. Let we shoot. Let me shoot like that, Mamiebu Kanama Tita Tinshani. Sierra Sura the wall, but in Java. The good low Malay Chamber, good teaching in you, pitching, Kanzajim. Yala. Not at the wall. A Jamama Chidechi. Nemoka Chidechi. To get to Chidochi. When I just a kind of yando, bound Jew Duade Yahando. No. To Chimiati, Echimatia Mayala. Good Nemoka here, put you. The Goni is in Kalama, point of Rita, that of that is in it. Ninaila Ninaibu, Tuania, Lania, Lonia, Kainia, Piohe Suhede, Mahamalaki, and Nemokapi and Nezo, Pala Lushamudi, Sholaya, Lokaini, Neroi. Easy the Yahe near the chain. That of that ne, na near the Chingama. They have a good leg, the long way I am viewing. Queen Yevade, Namajam Chisimale, the Ayale. Not the Ayale, Chini Chingha, we don't have Yala, Beijing Mayame, Nemagao, Pisi, Majama Simale, the Ayale. Not the Kua, the Arago, na Yuda, do Shuba Nidu, Ato Nidu, the Yoga with an Abjitazin, Nemagao Chisima, the Ayale, the low. The Amumu Chinga, the Gani, Chinkamale, Tiaya Nine, the Gani chain, Peche. The Gani chain Sora, the Ketati Lushi, Uncle Me. I know Uncle need a Pisu Saria, the Gani chain on Akuluya. I'm talking about the Yenibadi Sore, Viva Dadami. Sneak and Monsieur Musical Monomari, Akuluya. It is him, Pave Akuziashi,
ကုသိုလ်ကောင်းမှုပဲရှိတယ်တရားဓမ္မပဲရှိတယ်လို့အသိဝင်လာပြီဆိုတော့ကကုသိုလ်လိုချင်မှလိုပဲစိတ်ထဲမှာကုသိုလ်မလိုချင်ပါဘူးလို့တွေးကောင်းတွေးတရားမလိုချင်ပါဘူးလို့ရှိကောင်းရှိမယ်ဒီကနေ့ချိန်ကြလို့ရှိရင်အာကိုတကြီးနဲ့လိုအပ်လာတာဒီတရားဓမ္မအဲ့ချိန်ကျရင်သိကွာတယ်တရားရှိသူနဲ့မရှိသူတည်ခြင်းရင်ဆိုင်ပုံချင်းတူလားတူပါဘူးဗျာတည်ခြင်းနှလုံးသွင်းပုံချင်းတူလားတူပါဘူးဗျာဟောတရားကျင့်နေသူကအဲ့ဒီအချိန်ကမှခွင့်ရေးနေလဲကျင့်ကြတယ်နော်ဒီဘဝမှာနောက်ဆုံးချိန်ပဲဒီအချိန်မှာမှငါတရားရအောင်အာမထုတ်နိုင်ရင်ဒီဘဝမှာရဖို့မရှိတော့ဘူးတရားရတယ်ဆိုတာဘုန်းကြီးတို့နောက်ကြမှရတာကောင်းလားမြန်မြန်ရတာကောင်းဖြစ်နိုင်လို့ရှိရင်တရားကျင့်တဲ့သူတွေမေးကြည့်ဘယ်တော့လိုချင်လဲဆိုရင်ဗာပြောဒီတရားနာပရိသတ်တွေမေးကြည့်ဘယ်တော့လိုချင်လဲခုချက်ချင်းလိုချင်တယ်သူကအစိတ်ကြီးတယ်နော်ချက်ချင်းတော့မှရချင်တယ်အဲ့တော့ဒီကနေ့ချိန်ခါမှာဒီချိန်မှာမရလို့ရှိရင်တို့မှဒီဘဝရစရာမရှိဘူးပူပြီးတော့ဇွဲတန်တန်နဲ့အားထုတ်လိုက်မယ်ကြိုးစားလိုက်မယ်နှလုံးသွင်းလိုက်မယ်ဆိုရင်သိဉာဏ်ပွင့်ပြီးတော့ရသွားနိုင်တယ်စိတ်ကအာကိုတကြီးနဲ့တရားရှိမှဖြစ်မယ်တရားရမှဖြစ်မယ်ကျန်တာတွေတန်ရုံးစဉ်ဖြတ်ပြီးပေါ့ပစ္စည်းဥစ္စာလည်းမတက်မဲ့တော့ချစ်ခင်တဲ့သူတွေလည်းတွေ့တာတော့ကိုယ်နောက်ပါမှာကုသိုလ်ပဲရှိတယ်ကိုယ်တကယ်လိုအပ်နေတာတရားပဲရှိတယ်လို့တကယ်နှလုံးသွင်းနိုင်အထုတ်နိုင်ရှုပွားနိုင်တဲ့သူသည်ဘဝနောက်ဆုံးချိန်မှာလေတရားရတယ်မကျင့်လို့ရတာလားကျင့်လို့ရတာကျင့်လို့ရပါဗျာတော့ကျင့်တဲ့သူတွေရတာဒီဘဝမှာနောက်ဆုံးချိန်မှာမရရင်တရားဓမ္မကျင့်ကြံပွားများအထုတ်နေသူသည်ရှုရင်ပွားရင်လည်းသာသေဆုံးွယ်လွန်မဲ့ဘဝပြောင်းမယ်ဆိုရင်ကျင့်သည်ဧကံကောင်းရာဒုက္ခတိကိုရောက်ပါမယ်ဘယ်ရောက်ကောင်းရာဒုက္ခတိရောက်မယ်ဆိုတော့လူဘဝထက်လူဘုံထက်ကိုပို့ပြီးတော့ချမ်းသာပြည့်စုံတဲ့ဘဝသည်နတ်ဘုံဌာနနတ်လောကပြောရမယ်ဆိုလို့ရှိရင်တရားကျင့်ရင်တဲ့သေသူသေပဲရောက်နတ်ပြည်ရောက်မယ်သမဏနတာဘယ်တော့ဘုရားသာသနာမရှိခဲ့ဘူးဒီရန်တပါတသက်လုံးပြင်းထန်ကြိုးစားအထုတ်တယ်ဒုက္ခမြသေတဲ့အတိကိုအပတ်တကုတ်ကြိုးစားအထုတ်တော်လည်းပဲတရားရမသွားအထုတ်ရင်လည်းပြန်တော်မူတယ်ဘယ်ရောက်လဲဆိုတော့နတ်ပြည်ရောက်တယ်အထုတ်တဲ့အပေါ်မှာတရားရှုမှတ်တဲ့အပေါ်မှာစိတ်ကဘယ်လောက်ထိဆွဲလန်းရှိလဲဆိုတော့နတ်ပြည်ရောက်သွားဘဝပြောင်းသွားတော့လေပဲသူစိတ်ထဲမှာသူ့ကိုယ်သူယဟန်မဲ့ထင်နေသေးတရားဆက်မှတ်တယ်ဒီကနေ့တော့မလုပ်သွားတရားအားထုတ်ရင်တရားမှတ်ရင်တရားရှုရင်လည်းပြန်တော်မူသွားတယ်ဟုတ်ကဲ့ဘဝပြောင်းသွားပြီတရားဆက်မှတ်တယ်မဖြစ်နိုင်ဘူးထင်တယ်တကယ်တရားကျင့်တဲ့ယောဂီတွေအိပ်ပျော်ကန်ဤထိအိပ်တဲ့ထိတရားမှတ်နိုးလာရင်လို့ရှိရင်အမတ်ရသားပဲပြန်ပြီးတော့နိုးတယ်။အိတ်တိုက်တာခဏလေးလို့ပေါ့အိပ်ပျော်သွားလို့ပျော်သွားမှတော့မသိလိုက်တရားမှတ်နေတယ်ပဲထင်ရင်လည်းပြန်နိုးလာတော့လေဆက်မှတ်တယ်လို့ပဲတမဏနတာအဲ့လိုနဲ့နတ်ပြည်ရောက်ပြီးတော့နတ်သားဖြစ်တယ်။နတ်သားဖြစ်တယ်သူ့ကိုယ်သူနတ်သားဖြစ်မှမသိဘေးကအတန်နေကြတော့မှနတ်သမီးတွေနတ်သားနောက်ဆုံးနတ်သားမှသိအောင်မှန်ထောင်ပြတဲ့အဆင့်ထိရောက်မယုံလို့ကြည်ပါအောင်ကိုတော်ကြီးဓမ္မမှန်ထောင်ပြလိုက်တော့မှနတ်သားသူ့ကိုယ်သူယဟန်မဟုတ်တော့မှသိဘာကွာသွားလေလို့စဉ်းစားကြည့်တရားကျင့်နေတာပဲလူဘဝတော့လေတရားကျင့်တယ်နတ်သားဘဝရောက်တော့လေတရားကျင့်ဘဝချားသွားဘဝပြောင်းသွားလူနဲ့နတ်နဲ့ဘုန်းကြီးတို့ပြိဿကြီးကွာသွားနိုင်တာကျန်တဲ့ချမ်းသာဒုက္ခတွေခဏထားပေါ့ဘုန်းကြီးတို့အသိဉာဏ်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဉာဏ်ရင်းတော့ကွာသွားပြီပြောရမယ်လူအသိဉာဏ်နဲ့
လူသားတို့ရဲ့အသိဉာဏ်နဲ့နတ်သားနတ်သမီးတို့ရဲ့အသိဉာဏ်နတ်တို့ရဲ့အသိဉာဏ်ဘသူကသာနတ်ရဲ့အသိဉာဏ်သာအဲ့ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးခက်ခဲနေတဲ့ဗိဓမာဒေသနာတော်တွေကိုလူပြည်ဟောလားနတ်ပြည်ဟောလားနတ်ပြည်သွားဟောတယ်နော်ဒီလိုတွေတရားဓမ္မတွေရှိတယ်လူသားတွေဟောလို့ရှိရင်သဘောမပေါက်နိုင်တိမ်မွေ့နူးညံ့ခက်ခဲနေတဲ့ဓမ္မတွေနတ်သားတွေကသိနိုင်ပြောချင်တာလူဘဝမှာအားထုတ်လို့တရားမရသွားတဲ့သူတွေနတ်ပြည်ရောက်တာနဲ့တရားရနိုင်တယ်လူဘဝလုံးကသူကျင့်တယ်ဒါပေမဲ့ဉာဏ်မမီဘူးတရားဉာဏ်လို့ပညာလို့ဆိုတော့တခါတရံကြလို့ရှိရင်ဉာဏ်မမီတာမျိုးဖြစ်တယ်ဘဝပြောင်းသွားတဲ့အချိန်ကမှထက်မြက်တဲ့ဉာဏ်တွက်လက်တဲ့ဉာဏ်အစင်းမြင့်တဲ့ဉာဏ်တွေရသွားတဲ့နတ်သားဘဝနတ်သမီးဘဝဆိုတော့လူဘဝတော့ဉာဏ်မမီတဲ့တရားဆက်အားထုတ်ရင်ရဖို့မလွယ်ဘူးလားအဲ့ဒါကြောင့်ဘယ်ချိန်ရလဲဆိုလို့ရှိရင်ဘဝပြောင်းသွားလို့နတ်ပြည်ဌာနနတ်လောကရောက်တာနဲ့တပြိုင်နက်တရားရနိုင်တယ်တဲ့နော်တရားကိုနာယူလို့ကြည်ကြံပွားများအထုတ်နေသူသည်နတ်ပြည်ဌာနရောက်ရောက်ချင်းမှတရားမရရင်တောင်မှတကူကြီးတဲ့ရန်တော်များနတ်ပြည်ကြွားရောက်ခေါ်ပြောမယ်ဆိုရင်လည်းအဲ့ဒီဓမ္မသဘင်မှာလည်းတရားရနိုင်တယ်နတ်ပြည်ကိုတကူကြီးမှတဲ့ရန်တော်များကြွားရောက်ပြီးတော့ခေါ်တယ်ကတိတန်နဲ့ညလာရှင်မမောက္ကလန်ရှင်မြတ်ကြီးတို့ဆိုမကြခဏနတ်ပြည်မကြွားဘူးလားကဲအဲ့လိုအရှင်မြတ်တီကြွားရောက်ပြီးတော့နတ်တွေကိုခေါ်ပြောတယ်တရားဓမ္မလူလာတဲ့နတ်သားနတ်သမီးတွေတကူကြီးမှတဲ့ရန်တော်များထံကတရားဓမ္မကိုနာယူရရင်လည်းတိညာပွင့်ကတရားရနိုင်တယ်နောက်တစ်မျိုးခွင့်ရကနတ်ပြည်မှာလည်းပဲတရားဟောတဲ့နတ်သားတွေရှိနေပါလေဗန္ဒသာအဲဒီလူပြည်မှာတရားဟောတဲ့သူဓမ္မဂတိကတွေရှိတယ်လို့ပဲနတ်ပြည်မှာလည်းနတ်ဓမ္မဂတိကတွေရှိတယ်တရားဟောဝါဒနာပါတဲ့နော်သူတွေပေါ့ဉာဏ်ဖြစ်ခြင်းဖြစ်မယ်လူဖြစ်ခြင်းဖြစ်မယ်နတ်ပြည်ရောက်သွားတဲ့အခါမှာဒီဝါဒနာဆုံးလို့မရဒီမှာလည်းဟောပြောသလိုဟောရောက်ရင်လည်းဟောပြောမှာပဲသူတို့ဟောတဲ့တရားပွဲတွေမှာနာယူတဲ့နတ်သားနတ်သမီးတွေလည်းမရှိဘူးလားရှိပါပါဗျာအဲ့ဒီမှာသိဉာဏ်ပွင့်သွားနိုင်နော်သိဉာဏ်ကဘုန်းကြီးတို့ပြိဿကြီးဘယ်ချိန်ပွင့်မယ်ဆိုတာမသိကိုကဘာလုပ်နေဖို့တော့နာယူနေဖို့ကြည်ကြံနေဖို့ရှိတော့အခုလိုမျိုးမိကျစ်တို့ဘာလို့မရှိတဲ့ချိန်မိလိုချင်တဲ့သူကကြောက်တုံးနှစ်တုံးပုတ်ပြီးတော့ဒါမှမဟုတ်ရှင်သစ်သားစနှစ်စပုတ်ပြီးတော့မိယူရတယ်ဘယ်ချိန်မိထပွင့်မယ်လို့သိလားသိပါဘူးဗျာမပွင့်မချင်းပါလို့ပွင့်နေရတာနော်အဲ့လိုပဲတရားဓမ္မဘယ်ချိန်ရမယ်ဆိုတာတော့ဘုန်းကြီးတို့ပြိဿကန့်သက်သတ်မှတ်လို့ရတာမရပါဘူးဗျာပထမရွယ်လေးရနိုင်တယ်ဒုတိယရွယ်လေးရနိုင်တယ်တတိယရွယ်လေးလူဘဝတစ်ချောင်းလုံးမှာရခွင့်ရှိသလိုလူဘဝမှာမရသွားရင်လည်းနတ်ပြည်ရောက်ရနိုင်လူပြည်မှာတရားနာလို့သိဉာဏ်မပွင့်တော့မှနတ်ပြည်တဏ္ဍနလောကမှာနတ်သားများခေါ်ကြတဲ့တရားဓမ္မတွေနာယူရရင်အသိဉာဏ်လေးပွင့်ကမဲ့ဉာဏ်ဘုံဉာဏ်ကိုရနိုင်တဲ့တရားဓမ္မကိုသိမြင်နိုင်တယ်ဘုရားလက်သက်တော်ကဘုန်းတော်ပြိဿများကြည့်ပေါ့ဘုရားရှင်တရားဓမ္မစတင်ဟောတော့ဓမ္မစကြာတရားဒေသနာဟောတဲ့အခါလူသားများတရားနာတာပိဿဝဂီ9ဦးပဲရှိတယ်တောသောနတ်တောင်သောနတ်စရှိတဲ့နတ်တွေဟောတာရိန္ဒယာမတုတိတနေမနာရတိပရဏိမိတဝဒဝတိနတ်ပြည်ထိကိုနတ်ပေါင်းများစွာဂရီပေါင်းများစွာသောနတ်တွေတရားနာတယ်ကဲမှာကျွတ်တန်းဝင်တဲ့နတ်တွေလည်းမရှိဘူးလားရှိပါဗျာလက်ရှိသောတပန်ဖြစ်နေတဲ့နတ်တွေတက္ကသကံဖြစ်နေတဲ့နတ်တွေအနာဂတ်စီကိုရောက်နေသူတွေတရားဓမ္မတွေကိုပြန်လည်ခေါ်ပြောမှာပဲ
သိကျင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿရဲ့အစဉ်သစ်နတ်သမီးတွေမှာလည်းနတ်ဓမ္မသမီးတွေရှိနေမှာပဲအဲ့မှာတရားနာလို့သိဉာဏ်ပွင့်ကလည်းတရားဓမ္မကိုသိမြင်ရရှိနိုင်ပါလေကိုယ်မှန်လေးဒီလောက်ကိုလုံနေဖို့စိတ်ထဲအမြဲနှလုံးသွင်းတာငါတို့တရားနာမယ်နာတဲ့တရားကိုစဉ်းစားတွေးခေါ်သုံးသပ်စဉ်းစားတွေးခေါ်သုံးသပ်နားလေသလောက်ခန္ဓာမှာပြန်မြင်အောင်ကျင့်ရမယ်နော်စဉ်းစားတွေးခေါ်သုံးသပ်လို့သိလာတဲ့အသိဉာဏ်ကိုခန္ဓာထဲမှာတထက်သေးကြဖြေရှားလက်တွေ့ကျင့်တာကိုတွေ့သိတာနတ်သားများတရားဓမ္မဟောပြောခြင်းမှာရနိုင်သလိုနတ်သားအချင်းချင်းနတ်သမီးချင်းချင်းကတတိပေးစကားပြောလို့လည်းတရားရနိုင်တယ်ကလျာဏမိတ်တဖြစ်တဲ့ပေါင်းသင်းနေနတ်ပြည်ကတော့အမှန်ပြောလို့ရှိရင်ပျော်စရာပေါ့စီစဉ်ချမ်းသာပုံများတယ်ခံစားစရာအာယုန်တွေပုံများတယ်အဲ့လိုကမ္မဂုဏ်နေနဲ့မမေ့အောင်လို့ကလျာဏမိတ်တဖြစ်တဲ့နတ်သားနတ်သမီးတွေကချင်းချင်းသတိပေးမောင်နသားကာမဂုဏ်အာယုန်နေနဲ့မွေလျော်ပျော်ပိုက်နှိမ့်ချိုက်မနေနဲ့ဒုဒရေဒီနတ်ပြည်ကိုရောက်လာတာဒီကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ရောက်လာတာအကြောင်းမဲ့တော့မတော်တဆတော့ဘယ်သူမှမရောက်သွားနတ်ပြည်ရောက်လို့ဆိုတာဘာလို့သွားကုသိုလ်ကောင်းမှုတွေပြုသွားလို့တို့ရောက်လာတာကဲအဲ့ရလာတဲ့အကျိုးတရားအခုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနေရတဲ့ချိန်ကမှဒီကမဂုံစည်းစိမ်နေနဲ့တို့တွေမွေလျော်ပျော်ပိုက်နှိမ့်ချိုက်နေလို့တော့မဖြစ်ဘူးတရားဓမ္မလိလာမယ်နာယူမယ်မှတ်သားမယ်ကြည်ကြံမယ်ဆိုလို့ရှိရင်အကျိုးများမှာပဲလို့အချင်းချင်းသတိပေးတဲ့တရားစကားတွေနာယူသုံးသပ်ကကြည်ကြံပွားများရင်လေတရားရနိုင်တယ်ကဲအဲ့ဒီအခြေအနေမျိုးလေးမရှိနိုင်ဘူးလားရှိနိုင်ပါဗျာလူနဲ့နတ်နဲ့တကယ်စဉ်းစားကြည့်ရင်ဘယ်သူကအလို့ရှုပ်နတ်ကဘာလုံးဝမရှိဘူးနော်လူတွေကရှုပ်လိုက်တာမိုးလင်းရမိုးချုပ်ပြောလိုက်လို့ရှိရင်ဘုန်းကြီးတို့ပြိတ္တတွေတရားနာတရားကျင့်ဆိုလို့ရှိရင်ဘာပြောမအားဘူးလူသုံးစကားနတ်တရားမအားဘူးလို့ရှိလားရှိပါဘူးဗျာဒီစားစရာအစင်သေးဝတ်စရာအစင်သေးနေစရာစားဖို့လည်းမပူရဝတ်ဖို့လည်းမပူရနေဖို့လည်းပျော်ကျင်တိုင်းတော့ပျော်လို့ရသေးတယ်ဆိုတော့ချင်းချင်းကလျာဏမိတ္တတွေသတိပေးမယ်ဒီလိုနေမဲ့အစားတို့ခွင့်ရရတဲ့အချိန်မှာတရားနာယူကြစို့တရားအားထုတ်ကြစို့ဆိုပြီးတော့စိတ်တူကိုယ်တူဖြစ်တဲ့နတ်သားနတ်သမီးတွေတရားဘက်ကိုအားပေးတဲ့နတ်သားနတ်သမီးတွေလည်းမရှိနိုင်ဘူးလားရှိနိုင်ပါဗျာဒီလူပြည်မှာတရားကျင့်သွားတဲ့သူဟာတရားဘက်ကိုစိတ်တန်တယ်နတ်ပြည်ရောက်တဲ့အကြောင်းတရားတွေမှာဒါနကြောင့်လည်းရောက်တာရှိမယ်သီလကြောင့်လည်းရောက်တာရှိမယ်ဘာဝနာကြောင့်လည်းရောက်တာရှိမယ်ဘုသူကတရားဘက်ကိုပို့စိတ်ပါဒါနသီလကြောင့်ရောက်တဲ့နတ်သားနတ်သမီးကတရားဘက်ကိုဒီလောက်အာယုံမရောက်စီးစိမ်ချမ်းသာခံစားဖို့ပဲအာယုံများဆိုတော့သမဏနတ်သားလိုမျိုးဘာဝနာကြောင့်နတ်ပြည်ရောက်သွားတဲ့နတ်သားနတ်သမီးတွေကတရားဘက်ကိုစိတ်အားထက်သန်တယ်လူပြည်တော်ကလည်းတရားကျင့်သွားတယ်နတ်ပြည်ရောက်တော့လည်းတရားကျင့်တယ်ဉာဏ်ချင်းကလည်းကွာသွားတယ်နော်ဉာဏ်ချင်းလည်းကဲနေထိုင်သွားလာစားတော့ကစားကွာသွားခွင့်ရအခြေအနေအစားကွာသွားပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုသိလိုက်မိလိုက်ဖူးမြော်လိုက်ရတိုက်ရိုက်တရားနာလိုက်ရတဲ့နတ်သားနတ်သမီးတွေလည်းမရှိဘူးလားရှိပါဘူးဗျာကဲဘုရားရှင်ရဲ့ပြိဋိဘဆံသွားတာနှစ်ပေါင်း2500ဆိုတော့နတ်ပြည်မှာအမှန်တွေ့ပြိဋိပရိသတ်တလဝန်းကျင်ပဲရှိပြီသူတို့တက်နဲ့တွေ့လို့ရှိရင်ဘာမှမကြာသေးဘူးဆိုတော့ဘုရားဖူးလိုက်ရတဲ့သူတွေဘုရားရှင်တန်ကတိုက်ရိုက်တရားနာလိုက်ရတဲ့သူတွေတရားဓမ္မစိတ်ပါဝင်စားကြတဲ့အရိယာနတ်သားနတ်သမီးတွေသူတို့ထံကတရားဓမ္မနာယူရရင်လေတရားရမယ်တတိပေးဆုံးမစကားတွေရရင်လေတရားရနိုင်တယ်ကဲအဲ့ဒီလိုမှနတ်ပြည်မှာတရားမရရင်ဩတပည့်တော်တို့တရားနာတာတရားကျင့်တာဆုံးရှုံးပြီလားဘာအကျိုးမှမရှိတော့ဘူးလားလို့ဘုန်းကြီးတို့ပြောเสียရှိတယ်
ကျင့်သွားတာလူပြည်တော်ကလည်းမရနတ်ပြည်ရောက်တော့လည်းမရနောက်ခွင့်ရတစ်ခုကနတ်ပြည်ဌာနနလောကမှာနတ်တန်စီအောင်နေပြီလို့လူပြည်ဌာနလောကကိုပြန်ရောက်လာရင်မြတ်စွာဘုရားရှင်ရဲ့သာသနာရှိနေသေးရင်တရားရနိုင်တယ်အကျင့်တဲ့သူအတွက်ခွင့်ရသည်အမြဲရှိတယ်ဆိုတာကိုပြနတ်ပြည်မှာမရရင်နတ်ပြည်ကသုတိစိတ်ကြတဲ့သူပဲရောက်ဖို့များလူပြည်ရောက်ဖို့သာများတယ်တဲ့လူပြည်တဏ္ဍလူလောကကိုရောက်လာလို့သာသနာတည်ရှိနေသေးတယ်ဆိုရင်အဲ့ဒီအချိန်ခါမှာမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုရနိုင်တယ်ဟုတ်ပြီလားတကယ်လို့မရရင်ဟောသာသနာမရှိတော့ရင်ဟောဘာကြိုးများရနိုင်မှာသေးလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့သာသနာမရှိပေမဲ့လို့ဘဝများစွာကျင့်ကြံသွားတဲ့သူသိဉာဏ်တွေရှိနေတဲ့သူပါရမီတက္ကံပညာဉာဏ်တွေပြည့်စုံတဲ့သူသည်ဟောဖို့ညွန်ပြဆုံးမမဲ့ဆရာသမားဘုရားရှင်ဘုရားတော်ကမရှိတော့လေကိုယ်ပိုင်ဉာဏ်နဲ့သိမြင်ကပစ္စေကဗုဒ္ဓဖြစ်သွားနိုင်တယ်။ဘာဖြစ်နိုင်? ပစ္စေကဗုဒ္ဓရှင်မြတ်တရားနီးခံเสียလို့လား။လို့ပါဘူးဗျာ။ဘဝများစွာဘုန်းကြီးတို့ပြိဿကြီးကျင့်သွားတဲ့သူကနော်ဘုရားရှင်မဖို့ရတော့သာသနာမရှိတော့ဘုရားရှင်ရဲ့သာသနာမရှိတော့လေကျင့်ကြံပွားများအတုမှုမှကျွမ်းကျင်နေပြီလူဘဝတုန်းကလည်းကျင့်သွားနတ်ပြည်ရောက်တော့လေဆက်ပြီးတော့ကျင့်တယ်နာယူခြင်းကျင့်ကြံခြင်းပွားများခြင်းကိုဒီဇိုင်းမှတ်မှတ်ပြုထားတော့လမ်းပြသူနီးပြသူဆရာမရှိတော့လေကိုယ်ပိုင်ဉာဏ်နဲ့သိမြင်ကတရားရနိုင်တယ်ကိုယ်ပိုင်ဉာဏ်နဲ့သိမြင်တရားရသူကပစ္စေကဗုဒ္ဓပစ္စေကဗုဒ္ဓရှင်မြတ်တရားရတော့တာကြည်မထူးဆန်းတဲ့ဖြစ်ပျက်တွေနော်တွေးနေမြင်နေကြခြေနေတွေကိုပဲသုံးသပ်ဆင်ခြင်သိဉာဏ်ဝင်ပြီးတော့နည်းနည်းတဲ့ဉာဏ်ပညာရှိသူဆိုတော့တရားရတယ်သစ်ပင်ဘောကတရားလေးကျွေးတာကြည့်ပြီးတော့လေတရားရတယ်အမျက်ကလေးညှို့နှံ6တွေ့သွားတာမြင်တော့လေတရားရတယ်ဒီလိုမျိုးခြေနေတွေဘုန်းကြီးတို့ပတ်ဝန်းကျင်မှာရှိနေတဲ့အနေထားတွေကိုသိဉာဏ်ရောက်နိုင်တယ်ဆိုတာရှင်းတော့ကျင့်ကြလို့လားမကျင့်ကြလို့ကျင့်ကြပါဗျာခဏကျင့်ကြလားဒီဇိုင်းမှမှတုတ္တမယဉာဏ်စိန္ဒမယဉာဏ်ဘာဝနာမယဉာဏ်နေနဲ့ရရှိလာတဲ့အသိဉာဏ်ဒီမပြောင်းမပြတ်တည်နေပါလိမ့်မယ်အေးဘုရားသာသနာမရှိတဲ့ချိန်ပစ္စေကဗုဒ္ဓမဖြစ်ဘူးထားလိုက်ဘဝတန္တရာတွေကျင်လျရတယ်တရားမရခဲ့ပါဘူးဆိုရင်တော့မှနောင်ဘုရားတဆူပွင့်တော်မူချိန်မှာတရားရလိမ့်မယ်ဘရောရနောင်ဘုရားပွင့်ချိန်ခုဘုန်းကြီးတို့ပွင့်တော်မူတာကောရမမြတ်စွာဘုရားခုကျင့်ကြံအားထုတ်နေတဲ့သူတွေကဘုရားနဲ့ဆိုကြကာလမရဘူးဆိုရင်တော့မှနောင်ဘုရားအရိမတရားမြတ်စွာဘုရားရှင်ပွင့်တော်ပေါ်ပေါက်တော်မူတဲ့အချိန်မှာတိညာရကတရားရမယ်ကိုလောကမမြောင်မရှုပ်တရားနာခြင်းနဲ့တရားကျင့်ခြင်းဘာနဲ့ပါအလုံးများလားများပါဘူးဗျာလုံးရှုပ်လားရှုပ်ပါဘူးဗျာနာယုန်နဲ့နာမှလားကျင့်ရပါပါဗျာနာလေးနာမယ်ကျင့်လဲကျင့်ရမယ်စိတ်ထဲရောက်အောင်နှလုံးသွင်းပြီးတော့ကြင်ကြံပွားများသူတွေဘယ်ချိန်ဘယ်ခါဘယ်နေရာမဆိုတရားရနိုင်တယ်ဘလို့ဣရိယာပုနေထားနဲ့မဆိုတရားရနိုင်တယ်ရရင်လည်းရနိုင်တယ်တွားရင်လည်းရနိုင်တယ်ထိုင်ရင်လည်းရနိုင်တယ်စားတော့ရင်လည်းရနိုင်တယ်မနေ့ပိုင်းလည်းရနိုင်တယ်နေ့ခင်းပိုင်းလည်းရနိုင်တယ်ညပိုင်းလည်းရနိုင်တယ်ညနဲ့တကောင်မှလည်းရနိုင်တယ်ချိန်မရွေးခါမရွေးနေရာမရွေးကျင့်ကြံအားထုတ်နေသူအတွက်ဘဝမရွေးမှရပါလိမ့်မယ်နော်လူဘဝမှာရခြင်းရလူဘဝမရရင်နတ်ဘဝမှာရခြင်းရဒီနှစ်ခုပဲငရဲတိရစ္ဆာန်ပိဋ္ဌပေလိ
เปรีบาติเตียนจินตุเนสังเดล่ะแต่จริงตะการเตียนน่ะเลยเอกธรรมะตวนิยามทีเรามากบาตเตยเนาะกบาตเตยกาลเปมาตจริงตะกามะเปงเยกุมจาปิตอลุชันนานับพิญญาโนนัจจันตาสีสิงชันตาပြပြခံစားရသလိုတဲ့ဒါကိုထောက်ဆမယ်ဆိုရင်တရားကျင့်သူဒီဘဝစင်တန်နေကြစရာမရှိပါဘူးချမ်းသာဒုက္ခတွေယောပါသွားစရာမရှိပါဘူးတဘဝတက်တဘဝမြင့်တဲ့မြင့်လိုက်ချမ်းသာဒုက္ခစင်တန်တွေလည်းမြင့်လာလိမ့်မယ်သိဉာဏ်စင်တန်တွေလည်းမြင့်လာလိမ့်မယ်နာယူယုံနဲ့တောင်မှတော့တစ်ချိန်နဲ့တစ်ချိန်တူသေးလားပထမတစ်ချိန်တရားနာတာနားမလဲနောက်တစ်ချိန်နာတော့နားလဲသွားပထမတစ်နေ့မှာသဘောမပေါက်တဲ့တရားဉာဏ်စီစဉ်းစားတွေးတောနေမယ်ဆိုရင်ဒုတိယနေ့မှာသဘောပေါက်သွားနိုင်တယ်ပထမနေ့မှာမနာယူလိုက်ရတဲ့တရားဒီဒုတိယနေ့မှာနာယူရနိုင်တယ်ခုပနှစ်နှစ်73နှစ်တောင်ရှိပြီဆိုတော့ဘုန်းကြီးတို့ပြိဿတွေနာယူတဲ့တရားအကျဉ်းလဲများပြီအကြောင်းအရာလဲများပြီဆရာတော်အရှင်မြတ်တွေရောနဲလားနဲတော့ပါနော်နာယူပြီးတဲ့တရားတွေတကယ်သာတခြားနေရာတွေကနာယူတာတွေခဏထားကိုယ့်ရက်ကိုယ့်ရွာကိုယ့်နေရာကိုယ့်အကြောင်းပြုဖြစ်တဲ့ဓမ္မသဘင်မှာဟောကြားခဲ့တဲ့တရားတွေဒီဇိုင်းမှနာယူမှတ်သားနေတော့မှဓမ္မသုတ္တတိညာဏ်လေးတော်များများကျွယ်ဝရရှိနိုင်ပြီလူသေးတာဘာလို့ဖို့လူသေးတော့နာပြီးတော့ကျင့်ဖို့လူသေးတယ်ကဲဒါတဲ့အစ်မှတွေရမနေဖို့တော်တော်များများတော့ဘုန်းကြီးတို့ပြိတ္တကျင့်တဲ့အစ်မရောက်လာဗမာတွေရသွားနာပြီးသွားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကုသိုလ်ရယုံပဲနှလုံးသွင်းကုသိုလ်ရယုံနားမှာလားပညာရအောင်နားပညာရအောင်နားမယ်ဆိုလို့ရှိရင်ဒီပညာရက်ကိုဘုန်းကြီးတို့ပြိတ္တတစ်ကြိမ်တစ်ခါတက္ကသလေနာယုံနဲ့ဒီပညာရက်ကိုပြည့်စုံရမလားမရပါဘူးဗျာတစ်သလုံးလေးလာမှတ်သားသိရင်တော့မှဓမ္မပညာသိမကုန်နိုင်ဘဝများစွာဆက်လက်သင်ကြားမယ်သင်ယူမယ်ဆိုရင်တော့ကုန်နိုင်လားမကုန်နိုင်ပါဘူးဗျာကိုလောက်ကကုမအစပဲရှိသေးတယ်ပြီးဆုံးအောင်ဆက်လက်ကျင့်ကြံရအောင်မယ်နာပြီးတဲ့တရားကျင့်ကြံပွားများမဉ္ဇဉ်ဖွဉ္ဇဉ်ရတဲ့အတိကိုဆက်လက်ပြီးတော့တွားရအောင်မယ်ကျင့်ရအောင်မယ်တို့နှလုံးသွင်းကအထုနိုင်ဖို့လူချင်းရခြင်းတဲ့မဉ္ဇဉ်ဖွဉ္ဇဉ်တွေကိုရရှိနိုင်ဖို့အတွက်တရားနာပါကျင့်ကြံပါလို့အတိပေးသတိပေးတဲ့တရားဒေသနာဘုန်းကြီးဟောကြားပါတယ်အာလုံးသိရှိမှတ်သားပြီးတော့လိုက်နာကြိုးစားကျင့်ကြံနိုင်ကြသဖြင့်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချရရောက်နိုင်ကြပါစေကုန်သတည်း